သုံးလောကထွတ်ထားမြတ်စွာဘုရားဆိုတာအတိုင်းတာအကန့်အသတ်မရှိလောက်အောင်ချီးမွမ်းဖွယ်ခုံတွေနဲ့ပြည့်စုံတယ်ဆိုတာအလုံးသိကြတဲ့အတိုင်းပဲလေးသိခြင်းတဲ့ကဘာတသိန်းကာလပတ်လုံးပါရမီတော်တွေဖြည့်ခဲ့တဲ့အတွက်ကြောင့်ထူးခြားတဲ့ခုံအည်သွေးတွေဟာဒီကဘာလုံးမှာရှိကြတဲ့အကောင်းဆုံးဆိုတဲ့အည်ချင်းတွေဟာမြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့တန်တန်မှာစုစည်းပြီးတော့ရောက်ရှိနေတယ်လို့ပြောဘုရားကုံတော်တွေကိုတာမန်ပုဂ္ဂိုလ်တွေဘယ်ပုဂ္ဂိုလ်မှကုံစင်အောင်ချီးကျူးနိုင်တာမဟုတ်ဘူးတာမန်ပုဂ္ဂိုလ်တွေမဆိုထားပြီတခြားဘုရားတဆူကတော့မှာပဲမြတ်စွာဘုရားရဲ့ဂုဏ်ကြီးတွေကိုကိုယ်အောင်ချီးမွမ်းနိုင်တာမဟုတ်ဘူးလို့ဒီကမ္ဘာပတ်လုံးချီးမွမ်းတောင်မှပဲမြတ်စွာဘုရားရဲ့ဂုဏ်ကြီးတွေဟာမကုန်နိုင်ဘူးလို့ဒီလိုဆိုလို့ပေါ့အဲ့ဒါတော့များပြားတဲ့ဂုဏ်ကြီးတွေဟာသိတဲ့ပုဂ္ဂိုလ်ကသာထုတ်ဖော်ပြီးတော့ချီးမွမ်းနိုင်တာမိမိတို့တဏ္ဍာမှာမြတ်စွာဘုရားနဲ့ဆက်လင်း၍တရားစိတ်ဖြင့်ဖြစ်ပေါ်လာတဲ့မိမိတို့ဉာဏ်ထဲမှာထင်ရှားလာတဲ့မြတ်စွာဘုရားဂုဏ်တော်တွေကိုကြီးညိုပူဇော်ရမယ်ဆိုလို့ရှိရင်ဘဝတစ်ခုမှာအဗ္ဗဓမ္မတန်ဖိုးရှိတဲ့ကုသိုလ်တစ်ခုကိုစီးပူးအထောက်ပြီးဖြစ်မှာပဲအဲ့တော့ဘုရားဗဒဝင်သူတော်စင်တွေအနေနဲ့ဘုရားမြတ်စွာရဲ့ဂုဏ်ကြီးတွေကိုအမှန်အဖြစ်မှတ်သားကြရတယ်ငယ်စဉ်တောင်ကြီးကလေးဘဝကစပြီးမိဘများကသင်ကြားပေးတဲ့ဣတိပိသောဘဂဝါရဟန်းစတဲ့ခုံးလေးကိုအတိပ္ပယ်အလေးနဲ့မသိတော့လဲထိုခုံးလေးရဲ့လေးနဲ့မှုတွေကိုတော့အရွယ်ရောက်လာတဲ့ပုဂ္ဂိုလ်တိုင်းဟာသိရှိပြီးတော့ကြီးညိုမိကြမှာပဲဖြစ်တယ်ဘုရားမြတ်စွာရဲ့ချီးမွမ်းဖွယ်ရာဂုဏ်ကြီးတွေကြီးညိုဖွယ်ရာဂုဏ်ကြီးတွေကိုပုဂ္ဂိုလ်အသီးသီးတွေကမိမိတို့ဉာဏ်မိသလောက်ဖွင့်ဆိုပြီးတော့လျှောက်ခဲ့ကြတယ်ပင်ကိုကဗုဒ္ဓဘာသာမဟုတ်ပဲချိန်ဘာသာဝင်တူဖြစ်တဲ့နာလန္ဒကဥပလိတို့ဆိုတာမြတ်စွာဘုရားနဲ့တွေ့ပြီးတဲ့နောက်မှာမြတ်စွာဘုရားရဲ့ခုံတွေကိုတန်အံတော်ချီးကျူးပြီးတော့ဖွဲ့ဆိုခဲ့ဦးတယ်ပေါ့အခုဒီကနေ့မှတ်သားချီးညိုကြရမှာတော့မြတ်စွာဘုရားရဲ့ချီးညိုဖွယ်ရာဂုဏ်ကြီးတွေကိုသာဝတိပြည့်ရှင်ဘုရင်ပတိနတိကောသလမင်းကြီးရဲ့လျောက်ကြားချက်အတိုင်းဘုန်းကြီးတို့တွေမှတ်သားဖို့နာယူကြဖို့ပေါ့ကောသလမင်းကြီးကမြတ်စွာဘုရားအပေါ်မှာချီးညိုတဲ့အချိန်ဘုရားကိုတလေးတစားဥတိုက်ရှိခိုးတဲ့အချိန်သူများနဲ့မတူအောင်ထူးခြားတယ်ကောသလမင်းကြီးဟာမြတ်စွာဘုရားထံတနေ့3ချိန်အနည်းဆုံးရောက်တယ်လို့ဆိုတယ်အဲ့ဒီလိုတနေ့3ချိန်ရောက်ရှိတဲ့အခါတိုင်းမြတ်စွာဘုရားကိုအလွန်ကြီးညိုလေးမြတ်စွာရှိခိုးတယ်ကောသလမင်းနဲ့မြတ်စွာဘုရားဆိုတာအရာစကားနဲ့ပြောမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားရဲ့တက်ကတိုင်းဆိုတာလေကောသလနယ်ထဲမှာပါတယ်ဒါကြောင့်မို့လို့ဒေတာသားချင်းလို့ပြောလို့ရကောသလမင်းကြီးကတစ်ချိန်လုံးကလျှောက်တယ်အရှင်ဘုရားလည်းကောသလတိုင်းပွားပဲတပည့်တော်လည်းကောသလတိုင်းပွားပဲဒီစကားကိုလျှောက်တယ်
ရှင်ဘုရားလည်းခတ္တိယမျိုးနယ်ကမွေးဖွားလာသူဖြစ်တယ်တပည့်တော်ဟာလည်းခတ္တိယမျိုးနယ်ကမွေးဖွားလာသူဖြစ်တယ်လို့လူတွေကတဦးနဲ့တူခင်မင်ကြပြီဆိုလို့ရှိရင်ဆွေမျိုးပင်မတော်လင့်ကစားတရက်ထဲမှာတဌာနထဲမှာတမျိုးနယ်ထဲမှာတိုင်းကြီးဒေသတစ်ခုထဲမှာမွေးပြီဆိုလို့ရှိရင်တော့ပို့ပြီးတော့ရင်းနှီးမှုတွေဖြစ်တတ်ကြတယ်ပေါ့နော်ဒါကြောင့်မလို့မြတ်စွာဘုရားကိုလျှောက်တာအရှင်ဘုရားလည်းကောသလတိုင်းသားပဲတပည့်တော်လည်းကောသလတိုင်းသားပဲအရှင်ဘုရားရဲ့မျိုးရိုးကခတ္တိယတပည့်တော်ရဲ့မျိုးရိုးကလည်းခတ္တိယပဲတင်တူတယ်ဆိုရင်ပို့ခင်ရတာပေါ့နော်ဒါလည်းမကဘူးအသက်အရွယ်အပြင်ပြောမယ်ဆိုလို့ရှိရင်ကောသလမင်းကြီးကနောက်ဆုံးအချိန်မြတ်စွာဘုရားကိုတွေ့တဲ့အခါမှာသူလျှောက်သွားတာဘာလျှောက်လဲဆိုဘဂဝါပိအာတိတိကောအဟံပိအာတိတိကောတဲ့အရှင်ဘုရားလည်းအသက်80ရှိပြီတဲ့တပည့်တော်လည်းအသက်80ရှိပြီဆိုသက်တူရွယ်တူပေါ့ကောသလမင်းကြီးနဲ့မြတ်စွာဘုရားဟာသက်တူရွယ်တူဖြစ်တယ်လောကမှာလူတွေဟာအသက်အရွယ်ချင်းတူရင်လည်းပဲပို့ပြီးတော့ခင်မင်တတ်တယ်ပေါ့ဒါလောကသဘာဝတွေပဲအဲ့တော့ဒီသုတ်တံမှာတော့ကောသလမင်းကြီးကအလွန်မကြီးသေးဘူးမြတ်စွာဘုရားကလည်းအလွန်မကြီးသေးဘူးမြတ်စွာဘုရားသာဝတိပြည်စီတော်အကြောင်းမှာသတင်းသုံးနေတဲ့အချိန်ကောသလမင်းကြီးကထုံးစံအတိုင်းမြတ်စွာဘုရားစီရောက်လာတတ်တယ်ဒီနေ့တော့ထူးထူးခြားခြားသူရောက်လာတာအရင်ရောက်လာတာလည်းမတူဘူးပို့ပြီးတော့တက်ကြွကြွနဲ့ခုံယူဝင်ကြွားစွာရောက်လာတဲ့သဘောရှိတယ်။ဘာဖြစ်လို့လဲဆိုရင်မြတ်စွာဘုရားစီမလာခင်လေးပဲစစ်ပွဲတစ်ပွဲကိုအနိုင်ရအောင်တိုက်ပြီးတော့အောင်ပွဲရတဲ့အနေနဲ့ပြန်လာခဲ့တာစစ်ပွဲကနေပြီးတော့အနိုင်ရပြီးတော့ပြန်လာပြီးတော့မြတ်စွာဘုရားထံဝင်ပြီးတော့ရှိခိုးဥချတဲ့အနေအထားပေါ့နော်ယမယံခါစစ်တိုက်တဲ့အခါမှာရှုံးတဲ့အခါလည်းရှိတယ်နိုင်တဲ့အခါလည်းရှိတယ်အများကြီးဘယ်သူနဲ့စစ်တိုက်ရလဲလို့ဆိုရင်သာသကျိုးကအဇာတသမင်းနဲ့စစ်တိုက်ရအဲ့တော့ဇာတသမင်းနဲ့စစ်တိုက်ရတယ်ဆိုလို့ရှိရင်တော့ကောသလမင်းကြီးဟာအသက်80ကျော်နေပြီဇာတတနန်းတက်တာမြတ်စွာဘုရား82နှစ်မှနန်းတက်တာဘေမိတန္တာနဲ့တော့သူရံဖြစ်เสียအကြောင်းရှိဘူးဇာတတနဲ့တော့မကြစစ်ထိုးတယ်ဘာဖြစ်လို့စစ်ထိုးတော့ဆိုဘေမိတန္တာရဲ့မိဖုရားတစ်ပါးအဲ့ဒီမိဖုရားကဝေဒေဟိမိဖုရားဆိုတာကောသလမင်းကြီးနဲ့မောင်နှမအရင်တော်တယ်ပေါ့မောင်နှမအရင်တော်တော့ဗေမိသာရနဲ့ကတော့သမီးရောက်မှဆိုတော့သိရမဖြစ်ဘူးအဇာတတနဲ့ဘာဖြစ်လို့ရံဖြစ်ရလဲလူအရင်နဲ့ဘာလို့ရံဖြစ်လဲဆိုအဇာတတဆိုတဲ့လူကဆိုတယ်ခမည်းတော်ဗေမိသာရမင်းကိုနန်းချပြီးတော့ထောင်သွင်းအကျဉ်းချတာနောက်ဆုံးမှလှုပ်ကြံတပ်ဖြတ်ပြလိုက်တဲ့အဆင့်ထိအောင်သူကကျူးလွန်အဲ့လိုကျူးလွန်တဲ့အခါမှာကောသလမင်းကြီးရဲ့နမတော်ဖြစ်တဲ့ဝေရီဟိမိဘုရားကလည်းအကြီးအကျယ်စိတ်ဆင်းရဲပြီးသူ့သားကဘယင်ကိုတတ်တယ်ဆိုတော့ဘယ်စိတ်ကောင်းမလဲအဲ့ဒါနဲ့ဝေရီမိဘုရားကြီးကလည်းမကြခင်ပဲစိတ်ဆင်းရဲပြီးတော့ဘဝဏီကိုချုပ်သွားကောသလမင်းကြီးကစိတ်ဆိုးတာပေါ့အဲ့ဒီဝေရီမိဖုရားနန္ဒလိမ့်ချေဖို့
နန္ဒဘုပေးတဲ့အနေနဲ့ကာတိဆိုတဲ့ရွာလေးတစ်ရွာကိုဗေမိတရမင်းကြီးနဲ့လက်ဆက်တဲ့အချိန်တုန်းကသူ့ရဲ့ခမည်းတော်ကလက်ဆောင်ပေးလိုက်တာရှိတယ်ရွာတွေရွာလက်ဖွဲ့လိုက်တယ်ပေါ့နော်အဲ့ဒီရွာလေးကိုစိတ်ဆိုးမှန်ဆိုးနဲ့ကောသလမင်းကြီးကပြန်သိမ်းတယ်ပြန်သိမ်းတော့အဇာတတကလည်းသူ့အမိပိုင်တဲ့ရွာကိုပြန်သိမ်းရမလားလို့ဆိုပြီးတော့တူအကြီးနှစ်ယောက်မကြာခဏစစ်ဖြစ်ကြတယ်ပေါ့စစ်ဖြစ်တဲ့အခါမှာကောသလမင်းကအသက်ကြီးနေပြီဇာတတကငယ်ငယ်ရွယ်ရွယ်များသောအားဖြင့်တော့ကောသလမင်းကြီးကရှုံးပြန်လာတာများတယ်ပေါ့နောက်ဆုံးတော့နီးရတာဘယ်လိုတိုက်ရမယ်ဆိုတာနီးရပြီးတော့အဇာတတရဲ့စစ်တပ်ကိုရှေ့ကနေမြှူဆွဲပြီးတော့တောင်ကြားထဲရောက်အောင်ချောင်းညားခေါ်ပြီးတော့ချောင်းမြောင်းနေတဲ့ကောသလမင်းရဲ့စစ်တီဘိုးဘာတွေကအဇာတတနဲ့နောက်လိုက်နောက်ပါတွေကိုဖြတ်သွားအောင်ကြားကနေဖြတ်တိုက်လိုက်တဲ့အခါအဇာတတဟာဝိုင်းမိတော့အဲ့ဒီအချိန်မှာတော့အဇာတတမင်းရှုံးသွားတယ်လက်ရဖမ်းဆီးခံလိုက်ရတယ်ပေါ့ဖမ်းဆီးခံရတဲ့အခါမှာတူကြီးဆိုတော့အပြစ်ကိုပြင်းပြင်းထန်ထန်မယူဘူးပြင်းပြင်းထန်ထန်မယူဘူးသူ့ရဲ့စစ်တပ်တွေလက်နက်တွေဆင်နေမြင်းတွေအလုံးကိုသိမ်းယူလိုက်ပြီးတော့လက်ကြည့်ပလားပြန်လွှတ်လိုက်ဒီလိုအခြေအနေမျိုးရှိအဲ့ဒီစစ်ပွဲမျိုးကိုအနိုင်ရတဲ့အခါမှာကောသလမင်းကြီးဟာဝမ်းမြောက်ဝမ်းသာဖြစ်ပြီးတော့မြတ်စွာဘုရားစီသွားရှိခိုးတာအဲ့သူရောက်သွားတဲ့အချိန်ကနေလေပိုင်းအချိန်ဆိုတော့မြတ်စွာဘုရားကကျောင်းပေါ်မှာအနားယူပဋိသန္ဓနာသဘာဝဝင်စားပြီးတပါးတည်းကိန်းအောင်နေတဲ့အချိန်ရဟန်းတော်တွေကလည်းသာဝတိမြို့ဇေယျကျောင်းထဲမှာပဲလမ်းလျှောက်ပြီးတော့ဆင်းញံလျှောက်ပြီးတော့ကမ္မထာနှလုံးသွင်းနေကြတဲ့အချိန်ဘောဓရမင်းကြီးဇေယျကျောင်းထဲရောက်လာတဲ့အခါဆင်နေမြင်းတွေကိုတော့ကျောင်းပြင်ဘက်မှာထားခဲ့တယ်ကိုရန်တော်နဲ့ကျောင်းထဲဝင်လာပြီးတော့ရဟန်းတန်ဃာတွေတွေ့တဲ့အခါကျတော့ရဟန်းတွေကိုလျှောက်တယ်ရှင်ဘုရားဖရာပဲကျောင်းမှာသတင်းသုံးတယ်တပည့်တော်ဖရာကိုဖူးကျင်တယ်ဖရာနဲ့တွေ့ကျင်တယ်ဆိုတော့ရဟန်းတော်တွေကလက်ညှိုးထိုးပြီးပြောတယ်ဒကာတော်မင်းကြီးဟောကမြင်ရလားအဲ့ဒီကျောင်းလေးဟာဒကာပိတ်ထားတယ်အဲ့ဒီတကားပိတ်ထားတဲ့ကျောင်းကိုသွားတိုးတိုးတာတာဖြည်းဖြည်းလေးသွားအတန်မဆူညံစေနဲ့ကိုရောက်တဲ့အခါမှာတကားကိုအသာအရာခောက်လိုက်ပါမြတ်စွာဘုရားကတကားဖွင့်ပေးပါလိမ့်မယ်လို့လမ်းညွှန်မှုပြုလိုက်တယ်မြတ်စွာဘုရားကဘယ်ခါပဲဖြစ်ဖြစ်ကျောင်းထဲမှာသတင်းသုံးနေလို့ရှိရင်လူဝင်တကားကိုစိတ်ထားလေးရှိအမြဲတမ်းပိတ်ထားလေးရှိဖျားဖို့ကိုလာတဲ့ပုဂ္ဂိုလ်တိုင်းဟာတကားခောက်မှမြတ်စွာဘုရားတကားဖွင့်ပေးတယ်တကားခောက်တဲ့အခါမှာလည်းပဲဘယ်သူတကားခောက်တယ်ဆိုတာသိတာတကားခောက်ပုံခောက်နည်းကလည်း၃နေရာရှိတဲ့နဂါးတွေဘာတွေကမြတ်စွာဘုရားကိုလာဖူးခြင်းလို့ရှိရင်တကားကိုခောက်တဲ့အခါမှာအောက်ခြေမှာခောက်တယ်အောက်ခြေမှာခောက်လို့ရှိရင်နဂါးတွေဘုရားလာဖူးတယ်နတ်တွေပြမာတွေလာလို့ရှိရင်တကားရဲ့ထိပ်ဖြားကိုခောက်တယ်တကားထိပ်ဖြားခောက်တန်ကြရင်နတ်တွေပြမာတွေလာတယ်ဆိုတော့သိတာလူတွေလာလို့ရှိရင်အလဲကောင်းတော့ပေါက်နေရာမှာတကားကိုခောက်ကြတယ်အဲ့ဒါတကားခောက်တဲ့နည်းစနစ်ပဲတကားခောက်လိုက်တဲ့အခါမြတ်စွာဘုရားတကားကိုဖွင့်ပေးတယ်ဖွင့်ပေးဆိုတာကိုယ်တိုင်ထပြီးတော့ဖွင့်တာမဟုတ်ဘူးလက်ကိုဆန့်တန်းပြီးတော့
စိတ်ဆန္ဒတော့အရာမြတ်စွာဘုရားတကားပွင့်စေလို့ဆိုသူ့ဘာသူပွင့်သွားတယ်တကားနော်ထဖွင့်တာတော့မဟုတ်ဘူးပေါ့သို့တော့မြတ်စွာဘုရားရဲ့စိတ်ဆန္ဒအရာပွင့်လာတာဖြစ်သောကြောင့်ဘုရားဖွင့်ပေးတယ်လို့ဒီလိုဆိုရအဲ့ဒီနေရာမှာမှတ်သားစရာကောင်းတာဘုရားကျောင်းကန်နဲ့ဝင်လာတဲ့အခါမှာကောသလမင်းကြီးကဆင်းစည်းဝင်မလာဘူးမြင်းစည်းဝင်မလာဘူးသို့တော့ခြေလင်းတော်စီးလာဆင်းနေမြင်းနေဆိုတဲ့ရင်တွေကိုတော့တကားမောက်ရဲ့ပြင်ဘက်မှာပဲရထားခဲ့တယ်အဲ့တော့ဒီကနေ့မြန်မာနိုင်ငံမှာကြတော့ဖြောင်းပြန်ဖြစ်နေတယ်ပေါ့ဘုန်းကြီးကျောင်းထဲဝင်လို့ရှိရင်စပိးစီးဝင်တယ်မော်တော်ဆိုင်ကယ်စီးဝင်တယ်ကားစီးဝင်တယ်သို့တော့ဖဏတ်တော့ချွတ်တယ်ဒါပြောင်းပြန်ဖြစ်နေတဲ့သဘောနော်တကယ်ကတော့ကားစီးမဝင်နဲ့မော်တော်ဆိုင်ကယ်စီးမဝင်နဲ့စပိးစီးမဝင်နဲ့ဖဏတ်စီးပြီးတော့ဝင်လာခဲ့ဒါမှဖဏတ်မစီးပဲဝင်လာလို့ရှိရင်ခြေထောက်ဖုံနေပေလိုက်မယ်ဖုံပေးနေတဲ့ခြေထောက်နဲ့ကြောင်းပေါ်တက်ရင်ကြောင်းပေလိုက်အောင်မယ်ဒါကြောင့်မို့လို့ဖဏတ်တော်စီးလာအဲ့ဒါလို့ဖြစ်ရမှာမဟုတ်ဘဲနဲ့အခုတော့ဘယ်လိုဖြစ်တော့ဆိုစပိးစီးလာတဲ့လူကလည်းစပိးမော်ကမဆင်းဘူးဖဏတ်ကိုချွတ်တယ်မော်တော်ဆိုင်ကယ်စီးလာတဲ့ပုဂ္ဂိုလ်ကလည်းမော်တော်ဆိုင်ကယ်ကမဆင်းဘူးဖဏတ်တော့ချွတ်တယ်ကားနဲ့မောင်းဝင်လာတဲ့ပုဂ္ဂိုလ်ကလည်းဘုန်းကြီးကျောင်းဆိုပြီးတော့ကားပေါ်မှာတင်ဖဏတ်ချွတ်တယ်ဟောဒီသားမျိုးဖြစ်လာဖဏတ်တစ်ခုပဲရှောင်တယ်ကျန်တာမရှောင်ဘူးဆိုတဲ့အဓိပ္ပာယ်ရောက်သွားဒါကလွဲမှားပြီးတော့ဆောင်ရွက်နေမှုလို့ဒီလိုမှတ်ရတကယ်ကတော့စပိန်တို့ဆိုင်ကယ်တို့ယူသေးလေးစားတဲ့အမှုကိုပြမယ်ဆိုရင်စပိန်နဲ့မဝင်နဲ့ဘောရဆိုင်ကယ်စီးမဝင်နဲ့ကားစီးမဝင်နဲ့ခွန်ညွန်ရှောင်းဝင်လာခဲ့ဒါယူသေးမှုကိုပြယူသေးမှုကိုပြတဲ့အဓိပ္ပာယ်တွေပဲပေါ့ကောသလမင်းကြီးယူသေးမှုပြတာအဲ့ဒီပုံစံနဲ့ပြတယ်ဆင်မြင်းစီးပြီးတော့မဝင်ဘူးယထာစီးပြီးတော့မဝင်ဘူးထန်းစင်နဲ့မဝင်ဘူးဖဏတ်စီးပြီးတော့ကုန်းချောင်းဝင်တယ်သို့တော့မြတ်စွာဘုရားကျောင်းတော်သွားပြီဆိုတဲ့အခါမှာဖဏတ်ချွတ်ပြီးတော့ကျောင်းပေါ်တက်တယ်ဟုတ်အဲ့ဒါလို့တလေးတစားဆက်ဆံတဲ့သဘောမြတ်စွာဘုရားကတကားဖွင့်ပေးလိုက်လို့ကျောင်းထဲနဲ့ဝင်ရောက်ပြီးကောသလမင်းကြီးဟာမြတ်စွာဘုရားကိုတလေးတစားရှိခိုးတာသူရှိခိုးပုံကမြတ်စွာဘုရားကကလထိုင်ပေါ်မှာဖြစ်စေအင်းမိန်ပေါ်မှာဖြစ်စေထိုင်ပြီးတော့ခြေတွဲလောင်းချထားလို့အဲ့ဒီအချိန်မှာကောသလမင်းကြီးကမြတ်စွာဘုရားရဲ့ခြေထောက်ကိုလက်နဲ့ဖက်ပြီးတော့ခြေမကိုပါးစပ်နဲ့ဆုပ်ပြီးတော့ရှ िख ိုးတာတဲ့သူရှ िख ိုးဖို့နော်မြတ်စွာဘုရားရဲ့ခြေပမိုးကိုမျက်နှာအပ်ပြီးတော့အာရပါယရှ िख ိုးတယ်ရှ िख ိုးပြီးတော့သူ့အမိနာမကိုလည်းလျှောက်တယ်ရာဇာဟံဗန္တိပတိနရီကောသလောရာဇာဟံဗန္တိပတိနရီကောသလောရှင်ဘုရားတပည့်တော်ကောသလမင်းကြီးပါဗျာလို့ဆိုပြီးတော့မြတ်စွာဘုရားကိုအပတ္တယခြေတော်ကိုဖက်ပြီးတော့ရှ िख ိုးတာနော်အဲ့လိုရှ िख ိုးပုံရှ िख ိုးမျိုးနည်းကတော့ကောသလမင်းကြီးတို့ရှ िख ိုးတာတွေ့ရဓမ္မစေတီယသုတ်တံမှာလည်းပဲဒီလိုရှ िख ိုးတယ်သူအခုဒီသုတ်တံမှာလည်းပဲကောသလမင်းကြီးကမြတ်စွာဘုရားကိုလေးလေးစားစားလက်နဲ့ဆုပ်နဲ့ပုတ်တတ်ပြီးပါးစပ်နဲ့ခြေထောက်ကိုဆုပ်ပြီးတော့ရှ िख ိုးတယ်တဲ့ရှ िख ိုးပြီးအမည်နာမလျှောက်အဲ့ဒီအချိန်မှာမြတ်စွာဘုရားကကောသလမင်းကြီးကိုမေးတယ်
ဒီလိုတလေးတစားရှိခိုးတာကိုပရမနိပစ္စကာရလို့ခေါ်တယ်ပရမဆိုတာအလွန်အကဲနိပစ္စကာရဆိုတာနှိမ့်ချသမှုပြုပြီးတော့ရှိခိုးတာတကယ်ကိုမျက်မျက်နှိုးလို့ရှိခိုးတဲ့သဘောအဲ့တော့ဘုရားရှိခိုးတယ်ဆိုတဲ့ပုဂ္ဂိုလ်တိုင်းဟာမြတ်စွာဘုရားရဲ့ဂုဏ်ကျေးဇူးတွေကိုအာရုံပြုပြီးတော့တတော်ထေရှားဘုရားမရှိစေကမူတတော်ထေရှားဘုရားကိုအာရုံပြုပြီးတော့မြတ်စွာဘုရားသည်ကိုယ်ရှိနာမှာရှိနေတယ်လို့မြတ်စွာဘုရားကိုခြေပမိုးဥတိုက်ပြီးတော့ရှိခိုးတယ်လို့စိတ်ထဲမှာအာရုံယူပြီးတော့ကောသလမင်းကြီးရတဲ့ကုသိုလ်မျိုးရနိုင်မှာပါနော်ဘုရားရှိခိုးပြီဆိုလို့ရှိရင်ကိုယ်နှစ်ခုကကြမ်းပေါ်တိုက်နေတာဖြစ်ပေမဲ့လို့ဘုရားရဲ့ခြေပမိုးပေါ်မှာငါဥတိုက်နေရတယ်လို့ဆိုပြီးတော့စိတ်ထဲကရှီမှန်းပြီးတော့အဲ့လိုရှိခိုးမယ်ဆိုရင်ကောသလမင်းကြီးရှိခိုးလို့ရတဲ့ကုသိုလ်မျိုးကိုမှလည်းရဘာဖြစ်လို့ဒီလိုပြောရလဲလို့ဆိုရင်စိတ်ဟာကြည်နူးမှုဖြစ်လာမယ်ပြိဋိဘံသံမိတာဘုရားပဲဖြစ်စေတတ်တော်တရားဘုရားရှင်မှာပဲဖြစ်စေဒိဋ္ဌံတေနိဗ္ဗုတေစေဝတမေစိတ်တေတမံဖလံဆိုတဲ့စကားရှိတယ်တတ်တော်တရားမြတ်စွာဘုရားကိုရှိခိုးတာပဲဖြစ်စေပြိဋိဘံသံမိမြတ်စွာဘုရားကိုရှိခိုးတာပဲဖြစ်စေစိတ်ဓာတ်ချင်းတူညီစွာထားပြီးတော့ရှိခိုးနိုင်လို့ရှိရင်တမေစိတ်တွေတမန်ဖလံစိတ်တူလို့ရှိရင်အကျိုးတရားလည်းတူတယ်လို့ဒီလိုခေါ်ထားရှိတယ်နော်ဒါကြောင့်မလို့ကောသလမင်းကြီးဘုရားရှိခိုးသလိုဘုရားရုပ်ပွားတော်ပဲဖြစ်စေသို့မဟုတ်စိတ်နဲ့မှန်း၍ဖြစ်စေဘုရားကိုဥချပြီးဆိုတဲ့အခါမှာဘုရားရဲ့ခြေထောက်ကိုနှစ်ဖူးနဲ့တိုက်ပြီးဥချရတယ်လို့စိတ်ထဲမှာအာရုံယူပြီးတော့ဥချတဲ့နဲ့ပေါ့ဒီလိုဆိုတာပေါ့နော်အဲ့ဒါလို့ဥချလိုက်ရလို့ရှိရင်စိတ်ထဲမှာဖြစ်ရတဲ့တရားစွမ်းအားတွေဟာဓမ္မကြီးမားဓမ္မကြီးမားလို့မိမိတဏ္ဍာမှာဖြစ်လိုက်တဲ့ကုသိုလ်ရဲ့အရှိန်အဝါဟာလည်းဓမ္မအစွမ်းထက်တယ်လို့ဒီလိုပြောအဲ့တော့ကောသလမင်းကြီးကမြတ်စွာဘုရားကိုအာရပါရအဲ့လိုရှိခိုးဝှချပြီးတော့တပည့်တော်ဟာကောသလမင်းမလို့လျှောက်တော့မြတ်စွာဘုရားကမေးတယ်မြတ်သောမင်းကြီးဘယ်လိုအကြောင်းတူးတွေကိုသိရှိထားလို့ငါဘုရားရဲ့ခန္ဓာကိုယ်ပေါ်မှာအခုလိုအလွန်နှိမ့်ချသမှုယုတ်သေးသမှုပြုပြီးတော့ရှိခိုးရတာလေပရမနိပစ္စကာရတာမန်မဟုတ်ဘူးတကယ်ကိုနှိမ့်ချယုတ်သေးပြီးတော့ရှိခိုးရတာလေဆိုတော့သူလျှောက်တာလေးကမတန်ကောင်းဘူးတပည့်တော်ဟာမြတ်စွာဘုရားရဲ့ခြေဆုတရားတွေကိုသိလို့ဖြစ်ပါလေခဏခေတ်ဘုန်းကြီးတို့တွေမြတ်စွာဘုရားရဲ့ခြေဆုတရားတွေကိုခံစားနေကြရတဲ့ပုဂ္ဂိုလ်တွေပဲဘယ်လိုလုပ်ပြီးတော့ခြေဆုတရားကိုခံစားနေကြရတာလို့မေးလို့ရှိရင်မြတ်စွာဘုရားတရားနာရလို့ဘုန်းကြီးတို့တွေဟာဒါကကုသိုလ်ဒါကအကုသိုလ်ဒီလောက်ဟာလှုပ်တဲ့နဲ့ဒီလောက်ကမလှုပ်တဲ့ဘူးဒါကအပြစ်ရှိရင်ဒါကအပြစ်မရှိဘူးဆိုတာသိခွင့်ရမှာလေအဲ့ဒါလိုမှမဟုတ်ဘူးဆိုလို့ရှိရင်တမန်နေတာအပြင်ကုသိုလ်အကုသိုလ်သိဖို့ဆိုတာခက်ခဲတယ်အပြစ်ရှိတယ်ပြစ်ကင်းတယ်ဆိုတာသိဖို့ခက်ခဲတယ်လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာခွဲခြားသိဖို့ဒါမှခက်ခဲတယ်စဉ်းစားကြည့်လိုက်ပေါ့ဘုရားတရားဝေးနေတဲ့ပုဂ္ဂိုလ်တွေဟာဘယ်လိုယုံကြည်ချက်တွေနဲ့ဘာတွေလုပ်နေကြတယ်ဆိုတာစဉ်းစားကြည့်မြန်မာနိုင်ငံတစ်ချိန်လုံးကဗုဒ္ဓဘာသာမရောက်ခင်လူတွေဘာတွေလုပ်ကြနတ်ကိုးကွယ်တယ်နော်နတ်ကိုးကွယ်တဲ့အခါနတ်အကြိုက်ဝက်တွေတတ်တယ်ကြက်တွေတတ်တယ်ဝက်ကောင်လုံးရောကြက်ကောင်လုံးရောဘီယာအရက်ဆက်ပြီးတော့ဒီလိုလုပ်ကြမှာပဲလေ
အဲ့တော့လုံးတဲ့နာနဲ့မလုံးတဲ့နာခွဲခြားမသိခဲ့ကြဘူးမြတ်စွာဘုရားတရားနာရတဲ့အခါကျမှဘုန်းကြီးတို့တွေကဒါကအပြစ်ရှိတယ်ဒါကအပြစ်မရှိဘူးဒါကလုံးတဲ့တယ်ဒါကမလုံးတဲ့ဘူးဆိုတာတွေခွဲခြားသိဒါခြေဆုပဲမြတ်စွာဘုရားရဲ့ခြေဆုတရားတွေကအမှန်တမ်းကြီးမားတယ်ဒါရင်လားဆိုဘယ်ကမလဲမြတ်စွာဘုရားတရားနာရလို့သောကငြိမ်းချောင်းသောကပရိဒေဝတွေကိုကျော်လွှားနိုင်ကြတယ်တတ်တာမှုပြုကြတယ်ကိုယ်ဆင်းရဲမှုစိတ်ဆင်းရဲမှုတွေကိုဖယ်ရှားနိုင်ကြနိုင်ငံခြားတိုင်းတော်သားတွေရဲ့အမြင်မှာဆိုလို့ရှိရင်မြန်မာလူမျိုးတွေကိုကြည့်လိုက်တဲ့အခါသူတို့ကြားရတဲ့တရင်မြန်မာနိုင်ငံရဲ့ဆင်းရဲမွဲတေနေမှုအပေါ်လူတွေဟာနိုင်ငံသားလူတွေကဗမာလူမျိုးတွေဟာခေါင်းတော်မထောင်နိုင်တော့ဘူးလို့ဒီလိုအောင်မေ့စိတ်ဆင်းရဲနေကြမှာပဲမပြည့်မစုံတဲ့ဘဝကြီးမှာလို့ဒီလိုထင်ခဲ့ကြဗမာပြည်ရောက်လာတဲ့အခါဗမာလူမျိုးတွေကပြုံးလို့ပျော်လို့မျက်နှာတွေကလည်းကြည်လို့ဆိုတော့သူတို့မျက်စိလဲကြတယ်ဒါအမှန်တိုင်းပဲပေါ့မြန်မာနိုင်ငံကြည့်လိုက်ရင်ဘယ်နေရာကြည့်လိုက်တောင်ပေါ်လှမ်းကြည့်အောင်မလားမြေပြန့်ကိုကြည့်အောင်မလားဘယ်နေရာပဲဖြစ်ဖြစ်ရွှေရောင်ဝင်းနေတဲ့စေတီပထိုးတွေမြင်နေကြဒါမှမဟုတ်နိုင်ငံသားတွေကပြောတယ်ဗမာပြည်ကသလင်းတော့ပကိုးထားတဲ့ဖျားပေါ်တဲ့တန်းကြီးကြီးပဲလို့ဘယ်တိုင်းပြည်မှဒီလောက်စေတီပထိုးပေါ်တာမရှိဘူးဖျားပထိုးတယ်ပေါ်တာမဟုတ်ဘူးဖျားเจ้าကန်နေလဲမြန်မာပြည်ကအလွန်များတယ်တရားဓမ္မတွေလည်းအလွန်ထွန်းကားတယ်ဒါကြောင့်မို့သလင်းတော့ပကိုးထားတယ်မကဘူးသလင်းတော့ဓမ္မတရားဓမ္မတွေထွန်းကားတဲ့နေရာမှာလည်းပဲမြန်မာပြည်ကအထွန်းကားဆုံးပဲဒီကနေ့ခေတ်နိုင်ငံသားကကမ္ဘာတရားအားထုတ်နေကြတဲ့ပုဂ္ဂိုလ်တိုင်းဟာတနည်းမဟုတ်တနည်းမြန်မာပြည်ကမြန်မာလူမျိုးတွေထုတ်ဖော်သင်ပြထားတဲ့ကမ္မထန်ဤစနစ်ကိုလိုက်နာကျင့်သုံးနေကြခြင်းသာဖြစ်တယ်မြန်မာလူမျိုးတွေကကမ္မထန်အထုတ်နည်းကိုဘယ်ကရတယ်လဲဆိုမိမိတို့ပိုင်ဆိုင်ထားတဲ့ပိဋကတ်သုံးပုံကရအထက်ထက်ဆရာတော်ကြီးတွေကကမ္မထန်အထုတ်နည်းတွေဟောပြောခဲ့ကြတယ်လေဒီဆရာတော်ကြီးတို့တိလုံးဆရာတော်ကြီးတို့ဝိသုဒ္ဓယုံဆရာတော်ကြီးတို့မိုးကုတ်ဆရာတော်ကြီးတို့မဟာစီဆရာတော်ကြီးတို့ဆိုဟောကမ္မထန်နဲ့ပတ်သက်ပြီးတော့ပြည့်ပြည့်စုံစုံဟောပြောခဲ့ကြအဲ့ဒီဆရာတော်ကြီးတွေရဲ့နိနာနေတရားကိုယူပြီးတော့ဒီကနေ့ခေတ်ကမ္ဘာမှာရှိတဲ့ကမ္မထန်ဌာနတွေဟာဒီဟာသွားတဲ့ဤစနစ်တွေကြီးပဲအကုန်အဲ့ဒါကြောင့်မို့ဖျားပထိုးတာပေါ်တာမဟုတ်ဘူးတရားဓမ္မနဲ့ထွန်းကားတဲ့နိုင်ငံဖြစ်တယ်ပေါ့အဲ့ဒါဟာဘုရားရဲ့ခြေဆုတွေလဲလို့ဆိုရင်ခြေဆုတရားကိုလိုက်ရှာလိုက်ပဲဆိုရင်မြတ်စွာဘုရားရဲ့ခြေဆုတွေပဲနောက်ဆုံးခြေဆုတရားမဲ့ပုဂ္ဂိုလ်ရှာရင်ဘုရားပဲတွေ့မှာပဲအေးကောသလမင်းကတိညုတံဗန္တိကတဝေဒိတံပဋိစ္စတပည့်တော်မြတ်စွာဘုရားပုံခြေဆုတရားတွေကိုသိပြီးတော့ယခုလိုတလေးတစားနှိမ့်ချရိုသေးစွာရှ िख ိုးဥချခြင်းဖြစ်ပါတယ်လို့ဒီလိုလျှောက်တော့မြတ်စွာဘုရားကဘယ်လိုခြေဆုတရားတွေသိတာလဲလို့ဆိုတဲ့အခါမှာသူလျှောက်ပုံလေးတွေအမှန်မှတ်သားစရာကောင်းတယ်တာမန်ဣတိပိသောဘဂဝါထဲမှာပါတဲ့မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေတင်တာမဟုတ်ဘူးလောကမှာဒီမြတ်စွာဘုရားနဲ့ပတ်သက်ပြီးတော့ကျေးဇူးတရားတွေသိတတ်မြင်တတ်ဖို့အဲ့ဒီမှာသူလျှောက်ပုံလေးကဘဂဝါဗန္တိဘဟုဇနဟိတာယဘဟုဇနဒုက္ခယ
ပฏิပန်နောအရှင်ဘုရားဟာလောကသားတွေရဲ့အကျိုးစီးပွားလောကသားတွေရဲ့ကြီးပွားချမ်းသာမှုအတွက်အရှင်ဘုရားဆောင်ရွက်လုပ်ကိုင်နေတာဖြစ်ပါတယ်ကဲဒီတစ်ခုနဲ့တည်းပဲจิตတတ်เสียကြီးပဲเนาะမန္တမုဒ္ဒောစတဲ့ခုံတွေကမြတ်စွာဘုရားရဲ့ပင်ကိုယ်ရည်ချင်းလေးလို့ပြောကောသလမင်းကြီးကစတင်ပြီးတော့ရှောက်လိုက်တဲ့ခုံကြတော့သူကပါတော့မြတ်စွာဘုရားဟာလောကသားတွေရဲ့အကျိုးအများသတ္တဝါတွေရဲ့အကျိုးကိုဆောင်ရွက်ခဲ့တယ်ဆောင်ရွက်နေတယ်သတ္တဝါအများစုကိုကောင်းတဲ့အခြေအနေတစ်ခုပေါ်မှာအရှင်ဘုရားတင်ပေးထားတယ်အကုသိုလ်လမ်းကြောင်းကိုရှောင်ရှားစေပြီးကုသိုလ်လမ်းကြောင်းပေါ်မှာအရှင်ဘုရားကတင်ပေးနေတာဒါကောသလမင်းကြီးကဘလောက်ကျေးဇူးလောကကြီးကိုသူမြင်တဲ့အဓိပ္ပာယ်ပဲမြတ်စွာဘုရားသာသနာရှိသည့်အတွက်ကြောင့်လူတွေဟာကောင်းတဲ့အလုပ်တွေကိုလုပ်နေကြသေးတာအလို့မို့ဆိုလို့ရှိရင်အလုံးဟာလူဆိုးတွေဖြစ်နေကြမှာပဲเนาะဒုစရိုက်တွေပြောနေတဲ့လူဆိုးတွေပဲဖြစ်နေမှာပဲမြတ်စွာဘုရားကကောင်းတဲ့လမ်းကြောင်းပေါ်ကိုမှတ်တင်ပေးထားတာတို့တွေကိုကျင့်သီလနဲ့ပြည့်စုံအောင်မြတ်စွာဘုရားကလမ်းညွှန်မှုပေးထားတယ်မြတ်စွာဘုရားတင်ပေးထားတဲ့လမ်းကြောင်းပေါ်တို့တွေရှောက်နေကြရတယ်လို့ဒီလိုတွေးလိုက်လို့ရှိရင်အလွန်တရာပဲကျေးဇူးတင်စရာကောင်းတယ်လောကကြီးတစ်ခုလုံးကြည့်ဒီကနေ့လိုဆိုးဝါးတောင်းကျမ်းနေတဲ့လောကကြီးထဲမှာဆိုးဝါးတောင်းကျမ်းမှုထဲမှာမပါအောင်မြတ်စွာဘုရားအများသတ္တဝါတွေကိုကုသိုလ်ဆိုတဲ့လမ်းကြောင်းပေါ်မှာပို့တင်ပေးထားတာဒါကြောင့်မို့ဒီကနေ့ခေတ်ဘာသာတရားတွေထဲမှာဘုရားဘာသာဟာအငြိမ်းချမ်းဆုံးပဲလို့ဘုရားဘာသာရေးနဲ့ပတ်သက်တဲ့စစ်ပွဲဆိုတာမရှိဘူးအင်တမအေးချမ်းတယ်ဆိုတာအစစ်အမှန်ပြောဝတ်တဲ့ပုဂ္ဂိုလ်တိုင်းဂျလက်စီမရှိတဲ့ပုဂ္ဂိုလ်တိုင်းဝန်ခံထားကြဒီအချက်ဒါဘာကြောင့်လို့ဆိုရင်မြတ်စွာဘုရားရဲ့ကျေးဇူးတရားပဲလေဒါကြောင့်မလို့ကောသလမင်းကြီးကလျှောက်တယ်ဘဂဝါဗန္တိဘုဟုဇနဟိတာယပฏิပန်နောဘုဟုဇနဒုက္ခယရှင်ဘုရားဟာအများသတ္တဝါတွေကောင်းကျိုးချမ်းသာအတွက်လှုပ်ဆောင်နေတာဖြစ်ပါတယ်အများသတ္တဝါတွေကိုစစ်မှန်တဲ့အပြစ်ကင်းတဲ့လမ်းကြောင်းပေါ်ရောက်ရှင်ဘုရားပို့တင်ပေးနေတာဖြစ်တယ်ဒါကြောင့်မလို့ကဘာကြီးကငြိမ်းငြိမ်းချမ်းချမ်းနဲ့ဘုန်းကြီးတို့တွေချမ်းချမ်းသာသာနေနိုင်ကြတယ်ဆိုတာမြတ်စွာဘုရားရဲ့အဆုံးအမကိုရထားကြလို့သာဖြစ်တယ်ပေါ့အဲ့ဒီလိုမှမဟုတ်လို့ရှိရင်လူတွေဟာတယောက်နဲ့တယောက်အနိုင်ကျင့်တပ်ဖြတ်လူရက်ပြီးကြောက်စရာကောင်းတဲ့တိရစ္ဆာန်လောကကြီးလိုပဲဖြစ်နေမှာပဲလူအတိမျိုးရှိကြမှာရှိတော့မှာပေါ့အဲ့တော့မြတ်စွာဘုရားရဲ့ကျေးဇူးတရားကြောင့်ဒီကနေ့ဘုရားရဲ့အဆုံးအမရထားတဲ့ပုဂ္ဂိုလ်တွေဘုရားဘာသာဝင်သူတော်စင်တွေစိတ်နှလုံးအေးချမ်းမှုချမ်းသာစွာနေထိုင်ကြတယ်လို့ဒီလိုဆိုတာပေါ့နော်ဒီကကောသလမင်းကြီးကဒီကျေးဇူးတရားတွေမကဘူးနောက်ထပ်ကျေးဇူးတစ်ခုထပ်လျှောက်တယ်ဘဂဝါဗန္တိသီလဝါဗုဒ္ဓသီလောအရှင်ဘုရားဟာအင်တမစီကံရှိတဲ့ပုဂ္ဂိုလ်တစ်ပါးကိုချင်းသီလကောင်းတဲ့ပုဂ္ဂိုလ်တစ်ပါးကိုချင်းသီလတိုးမြင့်ပြီးတော့အရေးချင်းနဲ့ပြည့်တဲ့ပုဂ္ဂိုလ်တစ်ပါးဖြစ်ပါတယ်လောကမှာအကျင့်ပြတ်နေတဲ့ပုဂ္ဂိုလ်တွေကအများကြီးရှိတယ်လေကိုချင်းသီလပြတ်ပြားနေတယ်မြတ်စွာဘုရားကြတော့မဟုတ်ဘူးကိုချင်းသီလအတန်ကောင်းတယ်ကိုချင်းတရားကောင်းမြတ်သည့်အတွက်ကြောင့်နှုတ်နဲ့ပတ်သက်ပြီးပြောချင်တာမပြောဘူးစီကံရှိတယ်ကို
ကိုယ်နဲ့ပတ်သက်ပြီးလှုပ်ချင်မလုပ်ဘူးစိတ်ကရှိတယ်အများကိုထိခိုက်နစ်နာမဲ့အလုပ်တွေမလုပ်ဘူးစိတ်ကရှိတယ်အများကောင်းကျိုးချမ်းသာရမဲ့အလုပ်မျိုးကိုလုပ်တယ်ကိုချင်းတရားပြပြမှုတွေလုံးဝမရှိဘူးကိုချင်းသီလလို့ဆိုတာသီလဆိုတာအကောင်းတရားတွေရဲ့တည်ရှိမှုအတွက်အဓိကအချက်ဖြစ်ပြောမယ်ဆိုလို့ရှိရင်သီလဆိုတာ discipline ပဲစိတ်ကံချက်ပဲမြတ်စွာဘုရားဟာစိတ်ကံချက်ရှိတယ်စိတ်ကံတိုင်းလိုက်လာဘာစိတ်ကံတော့ဆိုရင်အများထိခိုက်မဲ့အလုပ်တွေမလုပ်ဘူးတဲ့သူများတက်မတတ်ဘူးသူများဥစ္စာမခိုးဘူးသူတော်သားများမဖြစ်ဘူးဒါအများထိခိုက်တဲ့အလုပ်တွေပေါ့နော်ပြောမယ်ဆိုလို့ရှိရင်လည်းလိမ်မပြောဘူးမှန်တာဟုတ်တာပြောတယ်ခုံးမတိုက်ဘူးညီညွတ်အောင်သာစိတ်ဆက်ရေးတရားဟောပေးတယ်ကျမ်းတဲ့စကားကိုမပြောဘူးလိမ်မာရင်ကျေးတော့ပြောတယ်ဒါမို့မြတ်စွာဘုရားရဲ့အပြောဆိုနဲ့ပတ်သက်ပြီးတော့ပြောလို့ရှိတယ်နေလာကန္နဒုက္ခဟရိယင်္ဂမဆိုတဲ့စကားလုံးတွေကန္နဒုက္ခသူများနားချမ်းသာတဲ့စကားမျိုးပြောတယ်ဟရိယင်္ဂမစိတ်ထဲနှလုံးနဲ့စိတ်ဝင်သွားတဲ့စကားမျိုးပြောတယ်လို့ဆိုလို့ဆက်ဆံရေးအလွန်ကောင်းတဲ့မြတ်စွာဘုရားမိဟိတပါဠိစကားပြောတော့မယ်ဆိုရင်ပြုံးပြီးတော့မှပြောတယ်အေဟိသွားကတဝါရိနောလာတဲ့လူတိုင်းကိုကြိုဆိုတယ်လက်ခံစိတ်ပြည့်ပြီးပြန်မသွားစေရဘူးဖော်ရွေတယ်လို့ဆိုလို့တယ်မြတ်စွာဘုရားနဲ့ပတ်သက်ပြီးခုံကြီးတွေရှိတယ်ပေါ့အဲ့ဒါဟာကိုချင်းသီလနဲ့ပတ်သက်တဲ့ခုံကြီးတွေပဲလို့ဒီလိုပြောသီလလို့ဆိုတဲ့အခါလူတွေကသီလစောင့်တည်တာစောင့်တည်သူအတွက်လို့သာထင်တာဘယ်ဟုတ်မှာကုသိုလ်ကသာသူ့အတွက်ဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့သူသီလစောင့်တည်လိုက်ခြင်းသည်အများအတွက်ဖြစ်နေတယ်ကြည့်လေပါဏာတိပါဒကရှောင်လိုက်တယ်ဆိုကြတဲ့ကသူ့လက်ချက်နဲ့ဘယ်သူမှအသက်မသေးတော့ဟောတခြားတ attva အတွက်အများကြီးချမ်းသာတာသူများဥစ္စာကိုမတရားမယူဘူးလို့ဆိုလိုက်တဲ့ဖြင့်ပစ္စည်းဥစ္စာနဲ့ပတ်သက်ပြီးတော့ငိုယုတ်ပြီးစိတ်ဆင်းရဲမဲ့ပုဂ္ဂိုလ်တရားမှမရှိဘူးကာမေတုမိစ္ဆာစာရဆိုတာကြည့်မိသားစုတွေစိတ်ညစ်เสียတခုမှမဖြစ်လိမ်မပြောသည့်အတွက်ကြောင့်လမ်းလွဲပြီးအလိမ်ခံရလို့စိတ်ညစ်တဲ့ပုဂ္ဂိုလ်လည်းတရားမှမရှိဘူးခုံးတိုက်လို့ကွဲပြဲသွားတဲ့ပုဂ္ဂိုလ်လည်းမရှိဘူးချမ်းတမ်းတဲ့စကားပြောလို့စိတ်နှလုံးထိကြိုက်တဲ့ပုဂ္ဂိုလ်လည်းမရှိဘူးအကျိုးမဲ့တဲ့စကားတွေပြောလို့ဘာမှတန်ဖိုးမရလိုက်ဖဲနဲ့နော်တရားလွတ်လွတ်စကားတွေမှတ်ယူပြီးတော့အချိန်ကုန်သွားတာဆိုတာလည်းမရှိဘူးဆိုဒါတွေကမြတ်စွာဘုရားရဲ့ကြီးမားလာတဲ့ကိုယ်ကျင့်တရားတွေပဲဖြစ်တယ်ပေါ့အဲ့ဒီကိုယ်ကျင့်တရားတွေဟာဘယ်သူတွေပေါ်မှာကောင်းကျိုးတွေတက်ရောက်တယ်လဲဆိုရင်ပတ်ဝန်းကျင်ကပုဂ္ဂိုလ်တွေပေါ်မှာပဲကောင်းကျိုးတက်ရောက်တာလေလူတယောက်၅ပါးသီလလုံလိုက်တဲ့ဖြင့်သူနဲ့သူ့ပတ်ဝန်းကျင်မှာဘယ်သူမှမထိခိုက်တော့ဘယ်သူမှမထိခိုက်အဲ့ဒါကြောင့်လို့သီလဟာတမန်အပြင်ပြောမယ်ဆိုရင်ကိုယ့်ကိုယ်စောင့်ထိန်နေကိုယ့်အတွက်လို့ထင်ကောင်းထင်လိုက်မယ်သီလရှိတဲ့ပုဂ္ဂိုလ်တွေပေါ်လာလို့ရှိရင်ကမ္ဘာလောကကြီးအတွက်လို့ပဲမှတ်ရမှာပဲပါဏာတိပါဒမလုံးယုံဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာအန္တရာယ်ရှိတဲ့ပုဂ္ဂိုလ်ပဲလေသူရဲ့တတ်မှုဖြတ်မှုတွေကိုခံရမယ်ဆိုလို့ရှိရင်အမတန်ဆိုးရွားစရာဖြစ်တာပေါ့ဒီလိုဆိုလိုတာပေါ့နော်အဲ့တော့ရသော်ဘုရားကိုကောသလမင်းကြီးကလျှောက်တယ်အရှင်ဘုရားဟာကြီးမားတိုးတက်တဲ့အမတန်မြင့်မြတ်တဲ့ကိုချင်းတရားကောင်းတဲ့ပုဂ္ဂိုလ်လောကမှာလူကြီးလူကောင်းတိုင်းခေါင်းဆောင်တိုင်းကိုချင်းတရားကောင်းကြတာမဟုတ်ဘူးမြတ်စွာဘုရားကျတော့ရှင်းနှလောက်အောင်ကိုချင်းတရားကောင်းမှပဲတယ်လို့ကောသလမင်းကြီးကဒီလိုလျှောက်တာဒါကသူ့အဖို့မှာစိတ်ထဲမှာရှင်းနှက်เสียကောင်းလာတဲ့မြတ်စွာဘုရားရဲ့အရေးချင်းတစ်ခုပဲဟောနောက်တစ်ခုကျတော့သူကဘာပြောတော့ဆို
အရှင်ဘုရားဟာတဲ့နှစ်ပေါင်းကြာရှည်စွာလူသူမဏိတောမြန်ကြီးတွေထဲမှာလားတရင်သုံးခဲ့တယ်မြတ်စွာဘုရားကဘယ်ခါပဲဖြစ်ဖြစ်တောအကြောင်းတွေမှာနေတာတရားကျင့်တော့လည်းတောထဲမှာတောနဲ့မြတ်စွာဘုရားဟာခွဲမရလောက်မြတ်စွာဘုရားရဲ့ဘဝတောနဲ့ခွဲမရလောက်အောင်တစ်ပင်တွေနဲ့ခွဲမရလောက်အောင်ဆက်ဆက်နေဘာဖြစ်လို့တော့မွေးတော့ကလည်းလုံမဏိဥယျာဉ်တော်မှာမွေးတယ်လေဖျားဖြစ်တဲ့အခါကျတော့လေဥရဝေလာတောခရာဘောဓိပင်အောင်မှာဖျားဖြစ်တယ်ပြိဋိဘံဆံတော့လည်းပဲအင်းရင်ဥယျာဉ်တော်ရဲ့တစ်ပင်အောင်မှာပဲပြိဋိဘံဆံတပတ်စကြာတရားဟောတော့ရောဣတိပတနာတော်နေတဲ့အချိန်မှာရောတော်ပဲအဲ့တော့မြတ်စွာဘုရားရဲ့ဘဝတောနဲ့ဆက်ဆက်ပြီးတော့နေတယ်ဒါလည်းပဲထူးခြားတဲ့အရေးချင်းတစ်ခုပဲလို့ကောသလမင်းကြီးကရှောက်တယ်နောက်စတုထမြောက်ထူးခြားချက်ကတော့ဘာလို့ဆိုဘဂဝါတန်တုတ်ထောဣတရိတရစီဝရပိဏပါဒသေနန္ဒနာခိလနာပစ္စယပရိခါရိမြတ်စွာဘုရားဟာရောင်ရဲတယ်ဘာတွေနဲ့ရောင်ရဲတာတော့လို့ဆိုဝိဆရာနဲ့လည်းရောင်ရဲတယ်စားစရာနဲ့လည်းရောင်ရဲတယ်နေစရာနဲ့လည်းရောင်ရဲတယ်မကြမ်းမမာရင်ဆေးဝါးဆိုတာနဲ့လည်းရောင်ရဲတယ်မရောင်ရဲတဲ့ပုဂ္ဂိုလ်ဟာအပူရှားတယ်ပေါ့မြတ်စွာဘုရားကအဲ့လိုအပူမလုပ်ဘူးရသမျှသင်္ကန်းရသမျှစွမ်းရသမျှကြောင်းရသမျှဆေးကိုမှီဝဲပြီးတော့ခန္ဓာကိုယ်တည်ထပ်ပြီးကောင်းတဲ့အလုပ်တွေကိုလုပ်နိုင်ဖို့ဆိုတဲ့ဥတည်ချက်နဲ့ရှိတာနဲ့ရောင်ရဲနိုင်တဲ့အနေအထားရှိတယ်။ဒါလည်းပဲထူးခြားတဲ့အရေးချင်းတစ်ခုပဲမြတ်စွာဘုရားကိုကြည်ညိုကြတဲ့ဘုရားဘာသာဝင်သူတော်စင်တွေဟာလည်းပဲရောင်ရဲမှုရဲ့တန်ဖိုးသိကြဖို့လိုအပ်တယ်ပေါ့မရောင်ရဲဘူးဆိုတဲ့ပုဂ္ဂိုလ်တယောက်ကိုယ်ဟာနဲ့မရောင်ရဲလို့သူများသွားယူရှိတာနဲ့မရောင်ရဲလို့မရှိတာကိုမျှော်တယ်ဆိုလို့ရှိရင်ထိုပုဂ္ဂိုလ်ဟာဘဝမှာကျင့်တတ်မှုရမယ့်ပုဂ္ဂိုလ်မဟုတ်ဘူးဒုစရိုက်လမ်းကြောင်းပေါ်ကိုရောက်သွားနိုင်တယ်လို့ဒီလိုမှမြတ်စွာဘုရားကြတော့အဲ့လိုမဟုတ်ဘူးရှိတာနဲ့ရောင်ရဲတယ်ကိုယ်ဟာနဲ့ပဲရောင်ရဲတယ်ဒီရောင်ရဲမှုတန်တုဋ္ဌိပရမန္တနာလို့ဆိုတဲ့အတိုင်းရောင်ရဲမှုဆိုတာအကောင်းဆုံးဥစ္စာပဲဒီတဲ့ကောင်းတဲ့ဥစ္စာမရှိဘူးမရောင်ရဲဘူးဆိုလို့ရှိရင်ပြဿနာတွေအများကြီးတက်လာနိုင်တယ်လို့ဒီလိုဆိုအဲ့တော့မြတ်စွာဘုရားရဲ့ရောင်ရဲမှုဟာလေအမှန်တမ်းထူးခြားပါပြီတဲ့နောက်တစ်ခုကတော့တန်ခါဂုဏ်တော်တွေထဲမှာပါတဲ့ဂုဏ်တော်၅မျိုးကောသလမင်းကြီးကမြတ်စွာဘုရားအပေါ်မှာဒီခုံကြီးတွေကိုတတိထားမိတယ်မြတ်စွာဘုရားဟာတကယ်တော့အာဟုနေရောပဲအာဟုနေရဆိုတာနိုင်ငံသားတို့ဝေးလံတဲ့အယတ္တိတတွေကတို့ခက်ခဲအပန်းတကြီးတမင်ယူလာတဲ့ပစ္စည်းတွေနဲ့ပူဇော်တိုက်တဲ့ပုဂ္ဂိုလ်ဆိုတာအဝေးကတဲပြီးတော့လာရတယ်ဆိုတာလွယ်တဲ့ကိစ္စမဟုတ်ဘူးအနည်းရှိတာနဲ့မတူဘူးအဝေးကယူလာတဲ့ပစ္စည်းကိုထိုက်တန်သူဆိုတာဟာတာမန်ပုဂ္ဂိုလ်မဟုတ်ဘူးပေါ့ဒါကြောင့်မို့အာဟုနေရဆိုတာဟိုးဝေးလံတဲ့ဒေသတွေကပါလာတဲ့မျက်မျက်နှုံနှုံထားတဲ့ပစ္စည်းတွေအဲ့ဒီပစ္စည်းတွေနဲ့ပူဇော်ထိုက်တယ်ဆိုတာပူဇော်တဲ့အရည်ချင်းတွေသူမှရှိတယ်လို့ဒီလိုဆိုလိုတာပေါ့နော်ပူဇော်ထိုက်တယ်ပါဟုနေရောဆိုတာအိမ်တိုင်းမှာဧည့်သည်လာလို့ရှိရင်ကြွေးဖို့ဆိုပြီးတော့ကောင်းတို့ရရာတွေအစင်းင်းထားတတ်ကြတယ်
အဲ့ဒီဧည့်သည်ကိုကျွေးဖို့ဆိုတဲ့ကောင်းလို့ရရာပစ္စည်းမျိုးတွေကလည်းပဲဟိုလိုဧည့်သည်တွေကတော့ပေါ်ပါတယ်မြတ်စွာဘုရားလိုကဘာပေါင်းမြောင်များစွာကြာမှတဆူသာပေါ်တာကမှတကယ်မဟာဧည့်သည်ကြီးပဲနော်လေးတင်ကျတဲ့ကဘာတသိန်းပါရမီဖြည့်မှဘုရားတဆူဆိုတာပွင့်တာအဲ့ဒါလို့လေးတင်ကျတဲ့ကဘာတသိန်းကြာမှတဆူလောက်ပေါ်နိုင်တဲ့ဧည့်သည်လောကမှာအလွန်ရှားပါးတဲ့ဧည့်သည်ဖြစ်လို့ပါဟုနေရဧည့်သည်တွေကျွေးဖို့ထားတဲ့ပစ္စည်းဟာမြတ်စွာဘုရားလည်းပဲအထိုက်တန်ဆုံးဖြစ်တယ်ကောသလမင်းကြီးကဒီလိုလျှောက်တာနော်အာဟုနေရောပါဟုနေရောဒက္ခိနေရောကောင်းကျိုးချမ်းသာကိုရည်ညွှန်းပြီးတော့တို့မို့ဓမ္မလွန်ဘဝရောက်သွားတဲ့မိဘဆွေမျိုးတွေကိုရည်ညွှန်းပြီးတော့ကုသိုလ်ကောင်းမှုလုပ်ရင်ဓမ္မလွန်ဘဝရှိတဲ့မိဘဆွေမျိုးတွေဟာကောင်းကျိုးချမ်းသာတွေရနိုင်တယ်အဲ့ဒီလိုကုသိုလ်မျိုးဟာလည်းပဲတာမန်ပုဂ္ဂိုလ်တွေကိုလှူပြီးတော့အမျှဝေရင်ရကြမှာရတယ်ကိုချင်းသီလမပြည့်ဝတဲ့ပုဂ္ဂိုလ်တွေကိုလှူဒန်းပြီးတော့အမျှဝေလို့ရှိရင်တစ်ဖက်သားကမရဘူးလို့ဆိုတယ်နော်တစ်ဖက်သားကမရဘူးဒါကြောင့်မို့မှတ်တမ်းတစ်ခုရှိတယ်လေသီလမရှိတဲ့ပုဂ္ဂိုလ်ဒုသီလယဟန်ကြီးကိုလှူဒန်းပြီးတော့အမျှဝေတဲ့အခါမှာသေသွားတဲ့ပုဂ္ဂိုလ်ပြိတ္တာ30ကမရဘူးတဲ့မရတော့ငါရမယ့်ဟာတွေကိုဒုသီလယဟန်ကြီးကလူယူနေတယ်လို့အဲ့ဒါလို့အော်တဲ့နော်သူမရလို့အဲ့တော့ကိုချင်းသီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်မှဒက္ခိနေယဆိုတဲ့အလူမျိုးကိုခံလိုက်တယ်လို့ဒီလိုဆိုလို့လက်ဥကလေးတစ်ချိန်ခြိလိုက်တာနဲ့ကောင်းကျိုးချမ်းသာတွေမြောင်များစွာရသွားစေနိုင်တဲ့အရေးချင်းရှိတဲ့ပုဂ္ဂိုလ်မျိုးဟာအစ္စလီကရဏီယလို့ခေါ်တယ်ပေါ့လက်ဥလေးခြိလိုက်ရုံနဲ့ပဲလူပြေဆိုတာမခဲရင်ဘူးနတ်ပြေဆိုတာမခဲရင်ဘူးကောင်းတဲ့ဘုံဘဝရောက်သွားနိုင်တယ်အနုတ္တရပုံညာခိတံလောကတလောကမှာကုသိုလ်ပင်မျိုးစိုက်ပျိုးဖို့ရအကောင်းဆုံးလယ်မြေနဲ့တူတဲ့ပုဂ္ဂိုလ်ပဲလို့ဟောကောသလမင်းကြီးကအခုလို့မြတ်စွာဘုရားရဲ့ခုံကြီးတွေကိုရှောက်ကြားတဲ့ပေါ့ဒီခုံကြီးတွေကိုကြည့်ပြီးတော့တပည့်တော်အရှင်ဘုရားကိုလေးစားတာပါတဲ့အခုလို့ခုံကြီးတွေကိုမျှော်မှန်းပြီးတပည့်တော်ဒီလောက်လေးလေးစားစားလုပ်တာပါလို့သူ့ရဲ့လေးစားသမှုမှာအမြဲတမ်းအဓိပ္ပာယ်ရှိတယ်ပေါ့နော်နောက်တစ်ခုကတော့မြတ်စွာဘုရားစကားပြောတဲ့အလေးနတ်တော်တောင်ရောက်မြောက်ရောက်အနစ်မရှိတဲ့စကားမျိုးတွေပြောပြီးတော့အချိန်ကုန်တာမျိုးမဟုတ်ဘူးမြတ်စွာဘုရားအမြဲတမ်းမြတ်စွာဘုရားအဖို့မှာနှုတ်တော်ကထွက်လိုက်တဲ့စကားဟာကိလေသာတွေတွန်းထုတ်ဖယ်ရှားနိုင်တဲ့အတိုင်းတာစွမ်းအားတွေကိုရသွားစေတယ်ဒါကိုအဘိတန်လေခိကတန်လေခဆိုတာကိုခေါင်းမားတယ်လို့ပြောတာပြန်ကြတယ်ခေါင်းမားတယ်ဆိုတော့ရှားတာနဲ့သွားပြီးတော့ရောနိုင်တယ်ဒါကြောင့်မို့တန်လေခဆိုတာကိလေသာတွေကိုချစ်ထုတ်ဖယ်ရှားပြစ်တယ်မကောင်းတဲ့အညစ်အကြေးတွေကိုချစ်ထုတ်ဖယ်ရှားပြစ်နိုင်တဲ့စွမ်းအားရှိတဲ့စကားမျိုးတွေလို့ဒီလိုဆိုလို့တယ်စကားလေးတစ်ခွန်းနားလဲရတာနဲ့သောတာပန်ဖြစ်သွားတာတို့သက္ကရာဂံဖြစ်သွားတာတို့အနာဂံဖြစ်သွားတာတို့ယဟနာဖြစ်သွားတာတို့မြတ်စွာဘုရားစကားရဲ့တန်ဖိုးဟာဓမ္မကြီးမားတယ်လောကမှာကဘာကျော်လူသားသမားကြီးဖြစ်တဲ့အင်္ဂုလိမာလာမြတ်စွာဘုရားကအေးငါရက်နေတာပါမင်းရက်ဖို့ပဲလိုပါတယ်ဆိုတဲ့စကားလေးတစ်ခွန်းနဲ့ပဲအင်္ဂုလိမာလာကိုလမ်းကြောင်းပေါ်တင်ပေးလိုက်ပါပဲရှင်းတယ်လေငါရက်ပြီးမင်းပဲရက်ဖို့လိုတယ်ဆိုအကုသိုလ်ဒုစရိုက်တွေသူများအသက်တတ်မှုတွေအလုံးငါရက်ဆိုင်ထားပြီးပြီငါဘယ်တော့မှမတတ်ဘူးဒီမကောင်းတဲ့အလုပ်တွေငါရက်ထားမင်းမဲ့ရက်ဖို့လိုပါတယ်ဆိုဟောအင်္ဂုလိမာလာခုခေတ်စကားနဲ့ပြောရင်ဟတ်ကိုထိသွားတာပေါ့ဒီစကားလုံးလေးနဲ့နော်
စိတ်နှလုံးကိုထိသွားပြီးတော့တကယ်ရိုင်းဆိုင်ကျမ်းတဲ့လူသက်သမားကြီးဟာယဉ်ကျေးတိမ်မွေ့ပြီးကရုဏာကြီးမားတဲ့ပုဂ္ဂိုလ်တူဖြစ်ရောက်သွားဓမ္မရိုင်းဆိုင်တဲ့ပုဂ္ဂိုလ်တွေကိုလူညံ့တိမ်မွေ့တော့အောင်မြတ်စွာဘုရားရဲ့ဆွမ်းဆောင်မှုလို့ဒီလိုပြောတာပေါ့အဲ့တော့မြတ်စွာဘုရားကအဲ့ဒီလိုစကားမျိုးတွေပဲပြောတာစေတောဝိဝရဏတပ္ပယစိတ်တွေဟာအမြဲတမ်းပွင့်လန်းနေတဲ့ဟာတွေနဲ့ပွင့်လန်းစေနိုင်လောက်အောင်စွမ်းရည်တတ္တိရှိတဲ့စကားမျိုးတွေကိုသာလေအရှင်ဘုရားပြောတာဖြစ်ပါတယ်ဒါကြောင့်လည်းတပည့်တော်ကရှင်ဘုရားကိုကြီးညိုလေးစားတာဖြစ်ပါတယ်လို့ကောသလမင်းကြီးကဒီလိုလျှောက်တယ်နောက်တစ်ခုခွန်ကြီးတစ်ခုထပ်ပြီးတော့လျှောက်တာအရှင်ဘုရားဟာလက်ရှိဘဝမှာချမ်းချမ်းသာသာနေလို့ရနိုင်တဲ့အလွန်မွန်မြတ်တဲ့စိတ်အခြေအနေတရားလို့ဆိုတဲ့စံတရားတွေကိုရှင်ဘုရားဟာမျက်မှောက်ပြုထားတဲ့ပုဂ္ဂိုလ်တူဖြစ်တယ်ဟောချမ်းသာဒုက္ခကိုခံစားခြင်းအချိန်မီ၍အာယုတစ်ပါးစိတ်တွေမသွားအောင်ရုပ်သိမ်းပြီးတော့ဇံအာယုလေးတစ်ခုပေါ်မှာရှင်ဘုရားချမ်းသာဒုက္ခခံစားပြီးတော့နေနိုင်တဲ့စွမ်းရည်တတ္တိရှိဆိုလိုတာကအာယုတစ်ပါးလွင့်ပါနေတဲ့သဘောတရားတွေကိုသိမ့်ချုပ်ပြီးတော့သမာဓိစွမ်းအားနဲ့အုပ်ပြီးစိတ်ကိုငြိမ်အောင်လုပ်ထားနိုင်တယ်ဆိုတဲ့စွမ်းရည်ဟာဓမ္မကြီးမားတဲ့စွမ်းရည်တစ်ခုပဲအဲ့ဒီစွမ်းရည်တွေရှင်ဘုရားရှိတယ်ဆိုတာသိရလို့တပည့်တော်ကြည်ညိုလေးစားတာပါတဲ့ဟောနောက်တစ်ခုကြတော့ပုဒိအာဆိုတာ ਨੇ ပုရိယာဆိုရင်အလုံးသိကြပုဗ္ဗေနိဝါဒနုတ္တိညာဒိဗ္ဗစက္ခုညာအာသဝခေယညာမြတ်စွာဘုရားဟာဝိဇ္ဇာ၃ပါးနဲ့ထူးခြားလာတဲ့အသိဉာဏ်၃ရပ်နဲ့ပြည့်စုံပုဗ္ဗေနိဝါဒဆိုတာမိမိရဲ့အတိတ်ဘဝသူများရဲ့အတိတ်ဘဝဘလောက်ပဲဝေးခြင်းဝေးပါစေမြတ်စွာဘုရားဟာကိုရောမြတ်ရဲ့အတိတ်ဘဝတွေကိုလည်းအကုန်သိနိုင်စွမ်းမှတ်နိုင်စွမ်းရှိတယ်တခြားပုဂ္ဂိုလ်တွေရဲ့အတိတ်ဘဝကိုလည်းဖော်ထုတ်သိနိုင်စွမ်းရှိတယ်အဲ့ဒါလောက်အစွမ်းထက်တဲ့ပုဗ္ဗေနိဝါဒနုတ္တိဆိုတဲ့ဝိဇ္ဇာဉာဏ်ကြီးကိုလည်းပိုင်ဆိုင်ထားသူဖြစ်တယ်ဆိုတာတပည့်တော်သိထားတယ်ဟောဒါကြတော့၄နှစ်တဲ့ဂုဏ်ကြီးတစ်ခုဖြစ်သွားတာမန်ပုဂ္ဂိုလ်တွေသိနိုင်တဲ့ဂုဏ်ကြီးမဟုတ်ဘူး၄နှစ်တဲ့ဂုဏ်ကြီးတစ်ခုဖြစ်သွားနောက်တစ်ခုကျတော့အရှင်ဘုရားဟာဘလောက်ပဲဝေးဝေးလူတွေရဲ့မျက်စိအမြင်နဲ့တာလွန်နဲ့ဒိဗ္ဗစက္ခုဆိုတဲ့နတ်တွေမှာသာဖြစ်နိုင်တဲ့နတ်တွေမှာဖြစ်တဲ့မျက်စိမျိုးမှာတော့နတ်မျက်စိတွေတာပါတယ်နော်ဓမ္မအစွမ်းထက်တဲ့သရဝရီရဲ့ကံတရားယနေ့လုံနေတဲ့ကံတရားလက်ဖြင့်ကဘာအကျိုးပေးမယ်ဆိုတာထိအောင်သိနိုင်တဲ့မြင်နိုင်တဲ့ဒိဗ္ဗစက္ခုအပင်ဉ္ကြီးကိုရှင်ပြရထားတယ်ယထာကမုဘကဉာဏ်ပါဝင်တဲ့ဒိဗ္ဗစက္ခုအပင်ဉ္ကြီးကိုရအဲ့ဒီအချက်ကြောင့်လည်းပဲတပည့်တော်သိပြီးတော့ကြီးညိုလေးစားမိပါတယ်နောက်တစ်ခုကျတော့အရှင်ဘုရားမှာအာသဝဆိုတာလုံးဝမရှိတော့ဘူးမရှိသည့်အတွက်ကြောင့်စေတောဝိမု ക്തി လွတ်မြောက်နေတဲ့စိတ်ပညာဝိမု ക്തി လွတ်မြောက်နေတဲ့ပညာလွတ်မြောက်နေတဲ့စိတ်ဆိုတာသမာဓိစွမ်းအားလွတ်မြောက်နေတဲ့ပညာလို့ဆိုတာအရဟတဖို့ပညာအရဟတဖို့သမာဓိအရဟတဖို့ပညာလို့ဆိုတဲ့အစွမ်းထက်ဆုံးသမာဓိနဲ့ပညာနှစ်ခုကိုပိုင်ဆိုင်ထားတဲ့ပုဂ္ဂိုလ်ဖြစ်တယ်လို့တပည့်တော်သိရှိရပါတယ်ဒါကြောင့်မို့လို့မြတ်စွာဘုရားကိုယခုကဲ့သို့ကြီးညိုလေးစားရခြင်းဖြစ်ပါတယ်လို့ဆိုပြီးအချက်ဆယ်ချက်နဲ့မြတ်စွာဘုရားကိုကြီးညိုပွဲရာခုံးလေးကိုသူလျှောက်ကြားတယ်ပေါ့သူကိုယ်တိုင်ကလည်းစစ်ပွဲကနိုင်လာလို့ပြောနေတာမြတ်စွာဘုရားကိုအာရပါယရှိခိုးမြတ်စွာဘုရားကဘာကြောင့်တလောင်းအာရပါယတလေးတစားမှုလုပ်ရတယ်လဲဆိုတပည့်တော်ဒီကျေးဇူးတရားတွေသိတယ်ဗျာဆိုပြီးတော့မြတ်စွာဘုရားရဲ့ခုံးကြီးတွေကိုတစ်ခုချင်းတစ်ခုချင်းလျှောက်ပြီးကောသလမင်းကြီးဟာအာရပါယမြတ်စွာဘုရားကို
ကြည်ညိုလေးစားသမှုကိုပြပြီးတော့တစ်ဆက်တည်းမှာသူဘာပြောတော့ဆိုအရှင်ဘုရားတဲ့တပည့်တော်ပြန်မအောင်မယ်တပည့်တော်အလုပ်တွေများတယ်ဗျာလူတွေကအိုက်တိုင်းပဲလေနောက်ဆုံးကြတော့ဘဟုကိစ္စမယံဗန္တိဘဟုကရဏီယအရှင်ဘုရားတပည့်တော်လုံးစရာတွေများတယ်ဗျာပြန်လိုက်ပါအောင်မယ်ဆိုဘုရားကိုဝှချပြီးထပြန်သွားလေသူလျှောက်ချင်တာတွေလျှောက်သွားတာနော်အဲ့ဒီတုတ်တံကိုအင်္ဂုတ္တရနိကေမှာမှတ်တမ်းတင်ထားတာဖြစ်ပါတယ်ဒါကြောင့်ဟိုတရားချစ်ခင်တော်စင်ပြိဋ္ဌအပေါင်းတို့မြတ်ဗုဒ္ဓ၏ချီးညိုဝဲခုံကြီးများဆိုတာကောသလမင်းကြီးလျှောက်ကြားတဲ့အတိုင်းဘုန်းကြီးတို့တွေဟာမြတ်စွာဘုရားရဲ့ခြေဆုတရားတွေအာယုပြုပြီးတော့ခြေဆုတင်ပြီးတော့မျက်မျက်နှိုးနှိုးမြတ်စွာဘုရားကိုရှ िख ိုးတတ်အောင်ဒီကနေ့ဒီတုတ်တံကိုနာယူမှတ်သားကြပြီးတော့ဘုရားရဲ့ခြေဆုတရားကိုအာယုပြုကဘုရားနုတ္တိဘာဝနာတရားကြိုးစားအထောက်နိုင်ရပါစေကုန်သတည်း